So Chelsea အသင်းကဒါ Newcastle အသင်းကို2ဂိုးစီတေးကျသွားတယ်ပေါ့နော်ကျွန်တော်နောက်ကနေတော့မနေ့လိုက်ကစားခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ပြောချင်တဲ့အချက်5ချက်လောက်ကိုတစ်ချက်လောက်ဆွေးနွေးကြည့်လိုက်အောင် Let's go ပထမဆုံးတစ်ချက်ကတော့ဒါ Reece James ပေါ့နော် Reece James ကဒါ Chelsea အသင်းမှာဒါတကယ်ကိုအကောင်းဆုံး player လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါ captains နဲ့ဒါ Titan နဲ့တကယ်ကိုကောင်းနေပေါ့နော်ဒီနေ့ပွဲမှာလည်းဒါသူ့ရဲ့ခြေပါကိုတကိုးကြောင့်ဒါ Chelsea အသင်းကစိတ်သက်ကိုပြန်လဲတက်သွားစေခဲ့တယ်နောက်ကျတော့ဒီနောက်တန်းမှာဆိုလဲဒါသူတော်တော်လေးကို performance ကောင်းတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်ဟိုဘက်က Sanchez နဲ့ဒီလို 1v1 ကန်လို့ရတဲ့အနေအထားမှာတော့မှ Reece James ကပြေးလာပြီးတော့သူ slide ထိုးပြီးတော့ tackle ယူပြီးဖြတ်သွားတာတကယ်ကိုမိုက်တယ်ဗျာဒီလားပြောတဲ့လူတွေတောင်မှဒါ Reece James ကဒီကစားသမားနဲ့တော်တော်လှမ်းနေတဲ့အနေအထားနေပြီးတော့ကိုယ်ချက်ထိန်းလိုက်တဲ့အချိန်မှာသူကချက်ချင်းကိုရောက်လာတာဆိုတော့သူ့တော့တော်တော်ချီးကျူးထားတယ်ပေါ့နော်ဒါ Reece James ကဒါကျွန်တော်လည်းတကယ်ကို credit ပေးခြင်းနဲ့ဒီနေ့ပွဲမှာသူ့ရဲ့ performance ကတကယ်ကိုကောင်းခဲ့တယ်ပေါ့နောက်တစ်ယောက်ကတော့ဒါ Sanchez ပေါ့နော်ဒါသူ့ရဲ့လက်ဆွဲရလဲဒါဒီနေ့ပွဲမှာဆိုလဲပထမဆုံး goal ဆိုလို့ရှိရင်ဒါသူရအောင်ကိုသူပုတ်သေးတယ်ပေါ့နော်ဒါချာလိုဘလဲကျနေတဲ့အနေအထားတစ်ခုကြောင့်ဒါပထမဆုံး goal ပေးလိုက်ရတာပေါ့ဒုတိယ goal ဆိုလဲဒါကိုနောက်တန်းက Markin ကကောင်းကောင်းမကတ်ထားတဲ့အနေအထားတစ်ခုမှာဟိုဘက်ကဒီတက်ပင်လုပ်ပြီးတော့တွင်းသွားတယ်ပေါ့နောက်ပြီးကြတော့ဒီ João Pedro တွင်းတဲ့ဒုတိယခြေပါကိုဆိုလို့ရှိရင်လည်းဒါသူက assist တောင်မှရသွားတယ်ပေါ့နော်ဒါသူရှိကနေ direct ကန်တင်ပေးလိုက်တဲ့ဘောလုံးကိုဒါ João Pedro ကချက်ကောင်းနဲ့တိုက်ပြီးတော့ဒီဘက်ကိုပြန်ကျလာတော့ပြေးယူပြီးတော့ဒီဘက်နောက်တန်းလဲကျနေတဲ့အနေအထားတစ်ခုမှာသူဆွဲပြေးပြီးတော့ဒါ goalman နဲ့ 1v1 ကန်တွင်းသွားတဲ့အနေအထားတစ်ခုပေါ့ဆိုတော့ Sanchez ကဒါဒီနေ့ overall အနေနဲ့ဆိုလို့ရှိရင်လည်းဒါ Sanchez ကိုဒါကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်ဒီနေ့ပွဲမှာဒါသဘောမကျတဲ့ဘဲပေါ့နော်ဒါကျွန်တော်စောင်းဆဲခြင်းတဲ့ဘဲရတော့ဒါဒီတန်လူကြီးပေါ့ဆိုတော့သူကဒီ St James Park မှာကန်နေမှန်တယ်ဒါပေမဲ့ Newcastle အသင်းကိုဘတ်လိုက်တာတော့တအားများတယ်ဗျာတိလားဆိုတော့ Chelsea အသင်းက players တွေကစောကတက်တာမျိုးဆိုလို့ရှိရင်တခါတည်းကိုအဝါကပ်ပြတယ်ဆိုတော့သူပွဲထိန်းတဲ့ပုံစံနေတာတခုကဒါNewcastle ဘက်ကိုအရန်ယူလိုက်ပြီးတော့သူလုံနေတဲ့ပုံစံမျိုးကြီးမြင်ရတယ်ဗျာတဲ့လားဆိုတော့ပထမပိုင်းမှာဆိုလို့ရှိရင်ဒါ Gusto လဲကျနေတဲ့အနေအထားတွေအဲ့လိုမျိုးအနေအထားတွေဆိုရင်တော့ whistle မှုတ်ပြီးတော့ဒါပွဲကိုရဲရမယ့်အနေအထားမျိုးတွေရှိတယ်ပြီးလို့ရှိရင်ဒီ Palma ကို6နင်းလိုက်လို့နာသွားတဲ့ဟာမျိုးဆိုလို့ရှိရင်လည်း Warner ကအတင်းပြန်တိုက်လာတယ်ဆိုတော့အဲ့လိုမျိုးအနေအထားတွေမှာသူပွဲရက်တဲ့နာမျိုးတွေဆိုလို့ရှိရင်လည်းမရက်ဘူးဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်မကြိုက်ဆုံးအချက်ကတော့ဒိုင်လူကြီးပေါ့နော်နောက်တစ်ယောက်မကြိုက်ဆုံးကတော့ကာနာချိုပေါ့ကာနာချိုကဒီနေ့ပွဲမှာသူ့လောက် chance များများဆဆရရလို့မရှိဘူးသူ့လောက်ကန်ခွင့်များများဆဆရရလို့မရှိဘူးပေါ့နော်ဆိုတော့သူကန်ခွင့်ရတိုင်းလေသူအဲ့ဂွေးသမားရဲ့ဒီအကျဉ်းထဲကိုပဲသူဘာလုံမှန်းလည်းမသိဘူးကျွန်တော်မြင်လိုက်တာဒီ Natos တို့ဒီ Palma တို့တော့မှစိတ်တော်ပြတ်သွားတယ်ပေါ့နော်ဒီဆို area ထဲမှာရောက်နေပြီကစားသမားတွေကသူပြန်ချိုးပေးမှာကိုစောင့်နေတာအဲ့ဒါတော့လုံးဝမချိုးပေးဘူးရအောင်ပဲကန်တယ်မလွတ်လဲကန်တယ်အဲ့အကျဉ်းထဲကိုပဲကန်ဒီဘက်ကိုပြန်ခောက်ပြီးတော့အကျယ်ကိုကန်မလားဆိုလည်းမကန်ဘူးအဲ့ဘယ်ဘက်အဲ့ဒီဂွေးသမားရဲ့ဒီညာဘက်အကျဉ်းထဲကိုပဲသူကန်တယ်ပေါ့နော်တလုံးမှလည်းအဆင်မပြေဘူးပြီးတော့လို့ရှိရင်ဒီအတင်းနဲ့ချိတ်ဆက်တာတွေကလည်းတိတ်အဆင်မပြေဘူးတူးချင်းကြော်ဖက်မှုတွေကလည်းအဆင်မပြေဘူးပေါ့ဆိုတော့ကနာချိုကတော့ဒီနေ့ပွဲမှာလုံးဝအဆင်မပြေခဲ့ဘူးဆိုတော့နီးပြကလည်းလဲမယ်ဆိုလဲဒါဂျီမီကက်တန်ဆိုတော့ဒါမထူးဗျာဒီလားအဲ့ဘက်တောင်မှကြီးอ่ะကျွန်တော်ပြောတာ Modric လောက်တောင်မှ impact မရှိဘူးလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဘယ်တောင်မှန်ကနာချိုနဲ့ကက်တန်စ်ကတော့တော့ January ကျရင်တော့တကူကူလုံးတင်တယ်လို့ထင်တာပဲဆိုတော့ဒီပွဲစဉ်18အပြီးမှာပေါ့နော် Chelsea အသင်းကဒါ29မှတ်နဲ့ဒါအမှတ်ပေးစရာအဆင့်4ဆိုပေမဲ့လည်းအောက်က9-6 8မှာရှိတဲ့အသင်းကြီးကဒါ16ပွဲဆိုတော့တပွဲရော့နေတဲ့အနေထား26မှတ်ဆိုတော့ဒီအသင်းတွေဒါနိုင်သွားမယ်ဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းနဲ့အမှတ်တူသွားပြီးတော့ဒါအကုန်လုံး29မှတ်ကြီးဖြစ်သွားမှာဗျာဒါအဆင့်4ကနေအဆင့်8အထိဆိုတော့ဒါကတိတ်တော့ကောင်းတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့1 to 4မဟုတ်ကျွန်တော်ဒီ number 4နေရာတနေရာတည်းဟိုတော့မှကျွန်တော်တို့အောက်က4သင်းလောက်နဲ့ကျွန်တော်လူရမယ့်အနေအထားတစ်ခုဆိုတော့Enzo Maresca အနေနဲ့တော့တကယ်ကောင်းခဲစရာပဲပေါ့နော်ဆိုတော့ဒီ December January က3ရက်ကိုတပွဲလောက်ကန်ရမယ့်အနေအထားတစ်ခုမှာကျွန်တော်ဒီ Premier League ရှိအောင်မယ်ပြီးတော့ကျွန်တော် Champions League ရှိအောင်မယ်ကျွန်တော်ဒီ Flower Boy လည်းရှိအောင်မယ်ဆိုတော့ Chelsea အသင်းအနေနဲ့ဒီပွဲချက်ကာလမှာအမှတ်ဘယ်လောက်ထိစုဆောင်းနိုင်မလဲ1 to 4ဝင်မလားဆိုတာတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်